ဒါတော့5ပသက်ဝဲဟုတ်ပါပတ်တူးပေါ့ကွာအဲ့လေပြောပြရင်တော့ကြနေမှာမို့လို့ဘီယိုလေးပဲဆက်လက်ချီချူချသို့ကွာအဲ့လေ အဲ့တော့အတာမထားဘူးဆိုပြီးတော့လာရိုက်တဲ့ဘဲဒီဘဲရဲ့စကီးကတော့တကယ်တော့ကျွယ်တယ်ပေါ့5ပသက်ဝဲဟုတ်တော့မှဒီကော်ရီ record တပြပြနဲ့လုံးနေရဆိုတော့အဲ့လေကျွန်တော်ကလည်းဘယ်ရမလဲပြကြမ်းပြလိုက်တာပေါ့ဘလို့ဒီကြမ်းပြလိုက်တာလဲဆိုတော့ဘယ်လိုဆုံးဒီကြည့်ပြီးအစအနေအစိုးဒီခေါင်းကိုထောင်နိုင်လို့မရဘူးကွာဒီကောင်လေးကိုထာဝရဖြစ်တော့နိုင်လို့မရဘူးဂိမ်းအနေနဲ့နိုင်ရမယ်ဆိုပြီးတော့ချိန်မိတ်ဆုံးခဲ့ရတယ်ပဲကဲမကောင်းတာနဲ့ဒီဘက်ကကော်ရီကဘတ်တမန်နဲ့ပါတယ်ရင်ရလည်းပါနေရောဟဲ့လေတော်တော်လေးအတက်နောက်ကျနေရောဒီပွဲမှာမရှုမလရှုံးခဲ့ရဒါတော့ဂျင်းအနေနဲ့တော့တတ်မှတ်ထားခြင်းမရှိဘူးဖန်နီနဲ့ချစ်ချစ်ရေးအနေနဲ့ဆော့ရပွဲဖြစ်တာတွက်ကြရမလို့တိတ်ပြီးတော့စကင်းကြီးဒုံမပြလိုက်တကယ်တော့မင်းကလုံပွဲတွေဆော့နေရပါဖြစ်နိုင်မဖြစ်နိုင်ဘူးဘယ်လိုလို့ခေါင်းထဲမှာစဉ်းစားမယ်ဆိုရင်တော့ကြည့်နိုင်ပါပါကျွန်တော်ချမှတ်ထားတဲ့ဒီကတော့ဖိုက်တာ9ပေါင်ကြရမယ်လဲလဲမဲ့သွားရမယ်အဲ့လေတာဝါမချိုးရဘူးဂိမ်းအနေနဲ့15ပြည့်ပြည့်မှာနိုင်မယ်ဆိုပြီးတော့ပြောခဲ့တာအဲ့တော့ကျွန်တော်ဗီဒီယိုကိုစိုးလေးကြည့်ပြီးတဲ့ညိုကီကိုလည်းကျေးဇူးရက်တင်ပါတယ်ပေါ့ဗျာ